လက်တွေတော့တုံနေတယ်ယူဒါကတော့ကျမမိနစ်တုန်းကထိုင်းမှာနေခဲ့တဲ့အချိန်တုန်းကရေကြီးရဲ့အတွေ့အကြုံလေးဖြစ်ပါတယ်ရှင်ရေဘလောက်ကြီးလဲဆိုဗီဒီယိုထဲမှာသူ့ရဲ့ရေစီးတန်ကိုနားထောင်ကြည့်လိုက်အဲ့လောက်ထိရေစီးတဲ့ဘယ်လိုပြောမလဲဆရာမရှိတော့ဝတ်စားသွားယူပါတယ်ဆိုမှအမပစ္စည်းတွေနဲ့တိုင်းမိမမေရတော့လေအဲ့လိုမျိုးအမတန်ရာတွေရညုံမဲအဲ့လိုအခန်းကိုအခန်းနဲ့အကုန်လုံးမြစ်သွားဒီနားမှာဆိုလူတရက်စားလောက်ရှိရဟေးစီအလောက်ထိတန်အားတန်တာဟေးစီတရားတော့ဗာလဲဖန်တစ်လို့ပြောအဲ့ဖတ်မှာဟုတ်တယ်ဒါကတော့နက်ပါဇက်သွားတယ်ဒီရှေ့တက်သွားရင်နိုင်ပါဇက်ကားလေးရောက်ပြီဒီအဲ့ဖတ်မှာဗောအဲ့ဖတ်တကြောလုံးမှာဒါရကြတော့သူငယ်ချင်းနဲ့ရေကြီးနေတဲ့ကိုရပြပဲဆိုမှရှောက်နေကြဟုတ်ပါရဲ့ဒီတရားလေးကိုတော့တီးကြမယ်ထင်တယ်ရေကြီးတော့အဲ့တရားကိုထိဖို့နည်းနည်းပဲလိုတော့ဟုတ်တယ်မနေ့တော့မှာတော့ဒီနေ့တော့အခြေအနေဘယ်လိုရှိသေးတော့မသိဘူးဘောနော်ဒီနေ့ကတော့ဒီနေ့လေရေကြီးမယ်ဆိုတဲ့ဟာသတင်းမှာတွေ့ပါတယ်အကုန်လုံးပဲယူဆိုင်ကြပါပစ္စည်းတွေလည်းတေချာထုတ်ပို့ကြပါတော့